ဒီတစ်ခါမှာတော့မေမေတို့မေးမြန်းထားတဲ့မေခွန်းလေးနဲ့ပတ်သက်ပြီးဆင်မကြီးနဲ့ဆွေးနွေးတော့မှာဖြစ်ပါတယ်။ဟုတ်ကဲ့ဆင်မကြီးခင်ဗျ။ Sprinkle Myelin ဆိုတာလေကလေးတွေရဲ့အုံနောက်ဖွံ့ဖြိုးမှုအတွက်တကယ်ပဲအထောက်အကူပြုပါသလားခင်ဗျ။ ပြုတယ်လို့တော့ပြောလို့ရတာပေါ့ဆရာ။ဘာလို့လဲဆိုလို့ရှိရင်တော့ Sprinkle Myelin ဆိုတာ Sprinkle lipid ပေါ့နော်။ဒီအမျိုးအစားတွေဖြည့်ပြီးတော့မှဒီ cell တွေရဲ့ membrane မှာပါတာပေါ့နော်။အဲ့တော့ဒီ cell တွေရဲ့ membrane မှာဒီ Sprinkle lipid တွေပါတဲ့အတွက်ကြောင့်မို့ဒီပေါ့ပြောမယ်ဆိုလို့ရှိရင်တော့သူတို့ရဲ့အုံနောက်နဲ့အာရုံကြောပေါ့နော်။လုပ်ငန်းတွေလုပ်တဲ့ခါမှာဆိုလို့ရှိရင်ဒါတကယ်ကိုပဲကောင်းမွန်တဲ့ function တွေရှိတယ်။သူရှိမှသာလင်ပဲပေါ့ cell ရဲ့ membrane တွေမှာတိုးပွားလာတယ်။ပြီးတော့မှတယောက်ခုကနေပြီးတော့မှတစ်ခုအချက်ပြတဲ့အခါမှာဆိုလို့ရှိရင်လေပို့ပြီးတော့မှကောင်းမွန်စေတယ်ပေါ့နော်။ဒါကြောင့်မလို့ဒီ Sprinkle Myelin တွေများများဖြစ်လာလေကလေးတယောက်ကဆိုလို့ရှိရင်အုံနောက်ရဲ့ဖွံ့ဖြိုးမှုကကောင်းလေနောက်ဘာသာစကားတွေသင်ကြားတဲ့ခါမှာပေါ့နော်ပြန်ပြီးတော့မှလည်းပို့ပြီးတော့မှလွယ်ကူစွာသိနိုင်တယ်ဒါကြောင့်မို့ Sprinkle Myelin ဆိုတာပေါ့ပြောမယ်ဆိုလို့ရှိရင်တော့တစ်ခုလုံးခြုံပြောရရင်တော့ကလေးရဲ့အုံနောက်ဖွံ့ဖြိုးတဲ့မှာမရှိမဖြစ်လို့လည်းပြောလို့ရပါတယ်ဆရာဟုတ်ကဲ့ဆရာမဟုတ်ကလေးတယောက်ရဲ့သင်ယူမှုစွမ်းရည်မြင့်မာဖို့နဲ့မှတ်ဉာဏ်ပိုကောင်းမှုအတွက်ဆရာမကြီးဘယ်လိုရာလေးတွေမိဘတွေလှုပ်ဆောင်သင့်ပါလဲခင်ဗျဟုတ်ကဲ့အခုပြောသလိုပေါ့နော်ကလေးတယောက်ကဆိုလို့ရှင်သင်ယူဖို့မြင့်မားတယ်အုံနောက်တွေဖွံ့ဖြိုးတယ်ဆိုတာတော့အဓိကကတော့ဒါပေါ့ဒီ Sprinkle Myelin ပါတဲ့အစားအစာတွေကိုစားရမယ်နောက်ပြီးတော့မှခါကြလို့ရှင်ကနောက်ထပ်တစ်ခုပေါ့နော်ပြောချင်တာကတော့မိဘတွေကိုယ်တိုင်လည်း stimulus ပေါ့နော်ဥပမာဆိုလို့ရှင်အစားအသောက်ကျွေးတာတစ်ခုတည်းနဲ့စားလို့ရှင်တော့သူတို့ဆို stimulus တွေလုပ်ပေးတာမျိုးနော်နောက်ပြီးတော့မှမှန်ကန်တဲ့ nutrition ပေးတာမျိုးအဲ့ထဲကမှဒီ Sprinkle Myelin ပါတဲ့အစားအစာတွေပေါ့ဥပမာနှုတ်တို့နောက်ပြီးတော့မှအစိတ်ဆန်းတို့နော်နောက်ပြီးတော့မှအသားငါးဒီလိုတွေထဲမှာဆိုပါဝင်တဲ့အတွက်ကြောင့်မလို့ဒါလေးတွေဆိုရှင်ပုံမှန်ပဲဒါအမြဲတမ်းတော့ဒါနေ့တိုင်းနဲ့ထည့်ကျွေးတင်တယ်ပေါ့နောက်တစ်ခုကတော့ခုပြောသလိုပေါ့နော်ဒီစားပေါ့ဘယ်လိုခေါ်မလဲဆို stimulation လောက်တာပေါ့နော်အဲ့တော့ဥပမာဆိုရှင်ကလေးလေးတွေကဆိုလို့ရှင်သူတို့ဒီအုံနောက်နဲ့ဆိုင်ရမှာအယောင်ချင်းတူတာတွေသုံးရမလားနော်ဒီမှာဆိုရှင်အမောင် triangle ဆိုရှင် triangle အရုပ်လေးတွေထည့်တာမျိုးနောက်ပြီးတော့မှ square ဆို square ထည့်တာစသဖြင့်ပေါ့ဒါလေးဒါသူတို့ရဲ့ practice လေးတွေပေါ့အဲ့တော့မိဘလေးတွေကကြတော့ဥပမာဆိုမူကြိုချောင်းရောက်သွားတဲ့အချိန်မှာဒါသူဆရာမတွေနဲ့အတူလောက်ကြတာပေါ့နော်။ဥပမာဘောလုံးလေးပစ်ထည့်လိုက်တယ်။အနီအောင်လို့ပြောလို့ရှိရင်အနီအောင်ချင်းနဲ့ထည့်မလား။နောက်ပြီးတော့မှ4000ဆို4000နဲ့ထည့်မလားဆိုတော့ဒါ practice လုပ်တာမျိုးပေါ့။အဲ့လိုမျိုးလေးလုပ်ပြရမယ်။အစားအသောက်ဆိုလို့ရှိရင်လည်းဒီဟာတွေပေါ်များတဲ့အစားအသောက်စားမယ်ဆိုကလေးတယောက်ကအုံနောက်မဖွံ့ဖြိုးစရာအကြောင်းဘာမှမရှိဘူးလို့ပြောလို့ရပါတယ်ဆရာ။ဟုတ်ကဲ့အခုလိုဆွေးနွေးပြီးတဲ့ဆရာမကြီးကိုလည်းကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ။အခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုလည်းနောက်ဗီဒီယိုများဆက်လက်တင်ဆက်သွားမှာဖြစ်တဲ့အတွက်ကြောင့်မို့စောင့်မျှော်အားပေးဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ။